ရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ပန်ရဲ့ Audiobook Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီတစ်ခါမှာတော့ဟိုဘက်အင်္ဂါမချိုဆိုတဲ့ရင်ခုန်စိတ်လို့ရှားစရာဝတ္ထုကောင်းလေးတစ်အုပ်ကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့လဲအဆုံးထိလိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။ကဲဒါဆိုရင်တော့စီစဉ်လေးကိုစားလိုက်ကြရအောင်ပါနော်။ကြီးတော်တင်အောင်ရင်ဖိုးသားရှိလားမသိဘူး။ဟိုဘက်ရွာကိုသွားကြလို့စောနာလီကမှဈေးဘက်ထွက်သွားတာမှချို့ပြန်လာရင်ပြောလိုက်မယ်နော်ဖိုးသားတရအဖွားဝယ်ခိုင်းတဲ့ပစုံငံပြားရင်းနဲ့ခောက်ဆွဲထုပ်ကိုစိုက်ကယ်ချင်းနဲ့ထည့်ပြီးအိမ်ပြန်လာတော့ကဲရဲဘေးအိမ်ကတခုလည်းမချို့တရသူတို့အိမ်ထဲကထွက်လာတာတွေ့လိုက်တယ်ဖိုးသားပြန်လာပြီလားအတော်ပဲမချို့ဟိုဘက်ရွာကိုအကျွေးသွားတောင်းမလို့လိုက်ခဲ့ပြီးအောင်ဟုတ်မချို့ကျွန်တော်ပစ္စည်းတွေထားပြီးရင်လိုက်ခဲ့လိုက်မယ်နော်မချို့ဆိုတာဖိုးသားတို့တောမကြမျိုးမဟုတ်စံပြကြီးရွာလေးကိုပြောင်းလာတာမကြသေးဘူးဖိုးသားတို့ရွာလေးကမြို့နယ်ဆိုရင်9မိုင်လောက်ပဲဝေးတော့လျှက်စင်မီကားအစအင်တာနက်လိုင်းမှာအဆင်ပြေပြီးအယောင်းဝယ်လည်းအဆင်ပြေတယ်။ဒါကြောင့်လဲလူသစ်တွေကမကြာခဏဆိုသလိုပြောင်းလာကြတာ။အဲ့ဒီထဲမှာအထက်ရောင်းနဲ့မချိုလဲပါတာပေါ့။မချိုကဘီထိုတယ်ရီကိုအင်းဆိုင်သဘောမျိုးနဲ့ရောင်းတာ။အခြားရွာကလည်းလာဝယ်ကြတာပေါ့။အချို့ကအကျွေးယူကြပြီးစပားပေါ်ချိန်စံပေါ်ချိန်တို့မှပြီးကြတာ။မချိုခဏလီနော်ကိုဖိုးသားအမေအိမ်သာဝင်နေရတဲ့အဖွားဝယ်ခိုင်းလိုက်တာရီပေးပြီးမချိုစီလာတော့သူသမီးနေချီနဲ့တွေ့တယ်မချိုမကသမီး2ယောက်ရှိတယ်အငယ်မကနေချီအကြီးမကဖိုးသားနဲ့ရွယ်တူဇာချီတဲ့2ယောက်စလုံးကအမေတူသမီးတွေမို့လားမသိဘူးရှမ်းဆက်တွေဆိုတော့ဖြူဖြူချောချောလေးတွေပေါ့ဒါပေမဲ့ဖိုးသားမျက်စိထဲမှာတော့မချိုကိုပဲအာယုံရောက်နေရကြပြီအသက်က40ဝန်းကျင်မှာပြည်စုံပါတယ်ဆိုတာထက်ပိုတဲ့အလားပါတွေကြောင့်လဲရက်ွက်ထဲကဖိုးသားစိတ်ကူးရင်နေကြမမတွေကြမှာမချိုကထိတ်ဆုံးကလို့ပြောရမယ်။အိမ်ချင်းကနေပြီးအဖြစ်သဘောကာထားတဲ့ချန်စီဟိုကြောင့်သာညနေခင်းမချိုရေကစားစင်ချိန်ဆိုရင်တပင်ရင်ရှားနဲ့အလားတရားတွေကိုအိမ်သာတက်သလိုနဲ့ငင်းနေကြပေါ့။တနင်္ဂနွေလည်းအိမ်သာပေါ်မရောက်ခင်ရေတွင်းမှာရေခန့်နေရကိုငေးကောက်ကောက်နဲ့ငင်းနေမိလိုက်တာသူနဲ့အကြည့်ချင်းဆုံပြီးရင်ခုန်မိသွားသေးတယ်။တခိုးလူမီဆိုတော့မလုံမလဲနဲ့ပဲပြုံးပြမိလိုက်တာပေါ့ဟဲ့ဖိုးသားကြီးသွားရအောင်လေစိုက်ကယ်လက်ကင်မော်လက်ထောက်ပြီးအတွင်းနယ်ချဲနေတော့မချိုစိုက်ကယ်ဘက်ပေါ်ရောက်လာတာတော့မသိလိုက်ဘူးကျွန်တော်ကကယ်ရီဆယ်ရဲဆိုပေမဲ့မချိုနဲ့ကအကျွေးတောင်းဖို့ခဏခဏမလိုက်ဖြစ်ဘူးသူတို့မှကစိုက်ကယ်ရှိတော့အကြီးမစာကြီးနဲ့ပဲမချိုကသွားနေကြဒီနေ့တော့စာကြီးမြို့သွားလို့လားထင်တယ်ဖိုးသားကန်ကောင်းတယ်ပြောရမယ်အခုသွားမဲ့ချောင်းခွာရွာကဖိုးသွားရွာနဲ့ဆိုရင်10မိုင်လောက်ဝေးတယ်။မြို့နယ်ကားလမ်းမပေါက်ပဲရွာချင်းဆက်လမ်းပဲရှိရဆိုတော့လမ်းကအစိုးကြီးမဟုတ်ဘူးဆိုရင်ကောင်းတယ်လို့လည်းပြောမရဘူး။ဒါကြောင့်လည်းအသွားပြန်ကိုတနားရီကျော်လောက်ကိုမောင်းရတယ်။မချိုကလည်းစိုက်ကယ်ပေါ်ရောက်ကလေးကမြို့သွားတဲ့သူသမီးအကြီးမစီကဖုန်းလာလို့ဖုန်းပြောရင်လိုက်လာတာလေ။စိုက်ကယ်နောက်ကဆိုတော့တချမ်းဆောင်ပြီးဖိုးသားခါးကိုလည်းကင်ထားတော့အဝေးကကြည့်ရင်တော့မြင်သာတဲ့စနေနှခိုင်ချူအုံကြီးတွေကစောထဲကိုနင့်ဝင်နေသလိုပေါ့အဖွားခိုင်းလို့ဂိမ်းဆော့နေတော့ဈေးသွားဝယ်ပြီးအင်အားနေလိုက်လာမိတာဆိုတော့ပစိုးပဲပါတယ်ဒါကြောင့်လဲညောက်တက်ကိုင်းလို့သလိုဖြစ်နေတဲ့ငယ်တငယ်ချင်းကချက်ချင်းဆိုသလိုစိတ်တူပြီးအမျက်တော်ရှာရပေါ့ရွာလမ်းပေါ်ကိုရောက်လာပြီးမချိုကဖုန်းပြောတော့ကြောက်ခဲတို့ဂျိုင်းတို့နင်းမိလို့စိုက်ကယ်ကထထခွန်ရင်မချိုလက်ကရှေ့ရောက်လာတော့ဟိုကောင်နဲ့သားတို့ရင်ဒုက္ခဆိုပြီးရင်တထိတ်ထိတ်နေပေါ့ကြားတဲ့အတိုင်းမှာပဲဖိုးသားရင်စာချီမကမြို့သားလွတ်လိုက်ရတာဘာမှစိတ်မချရဘူးမနေ့ဖန်မင်းအားရင်မြို့လိုက်ခဲ့ပြီးအောင်ရတယ်လေမချိုမနေ့စောစောသွားမလားအေးအဲ့ဒါကောင်းတယ်တနေ့လုံးဈေးဝယ်ပြီးညနေကျမှပြန်လာပေါ့အကြီးမစာချီကဖိုးသားသိမခင်မိမဲ့အငယ်မစာနေချီကျော်ကပို့ပြီးတက်တက်မြက်မြက်ရှိရတော့တည်တယ်အငယ်မကကြောင်းတက်နေတော့ဆိုတော့မချိုကတခုခုဆိုရင်ဇာချီကိုပဲခိုင်းတာကိုအိမ်ကြီးချင်းဆိုတော့ဖိုးသားကတည်နေရပေါ့မချိုနဲ့မနေ့ဖန်မြို့သွားဖို့အကြောင်းပြောနေတော့ရွာစီချင်းနဲ့မရွာတဲ့မိုးကချက်ချင်းဆိုသလိုအုံမိုင်းပြီးလေပြင်းတွေပါတိုက်လာတော့စိုက်ကယ်တောင်တစ်ချက်ရိုင်းသွားသလိုပဲဖိုးသားကြီးအမလည်းထီးမြူလာမိဘူးဒီတိုင်းဆိုရင်တို့မိုးဝင်ခုံမရတော့မယ်ဟုတ်မချိုရှင်နားမှာကျွန်တော်တို့ငားများလာရင်မိုးခုနေကြလဲဆောင်တဲလေးရှိရဲ့ကောင်းငင်တခွင်အရက်ရှိမနာလုံးအုံမိုင်းပြီးအတန်ကောင်းရလာတဲ့ရွှေမိုးကြောင့်ဖိုးသားတို့ငားများလာရင်စတဲချနေကြတဲလေးစီအမြန်မောင်းရင်
ထိုးရက်လိုက်တယ်။မိုးကချက်ချင်းဆိုသလိုရွာလာတော့ဆိုင်ကယ်ကိုနည်းနည်းလေးမြင်မြန်မောင်းပြီးထိုးရက်လိုက်တာ။အချိန်ပါသွားတော့မချိုလက်ကဟိုကောင်စီကိုရောက်သွားတာပေါ့။မချိုကလည်းအတွေ့အကြုံရှိလို့လားစချင်တော့ချင်လို့လားမသိ။ကိုင်းကြည့်ပြီးတော့ကိုပြောလိုက်တာ။ဟုတ်တော့အမလီကိုဖိုးသားရေမိုးကြောက်လို့မိုးဝင်ခိုးတာမွေနဲ့တိုးနေပြီ။လေဆောင်တဲဆိုတော့စပားပေါ်ချိန်လောက်ပဲလူလာကြတာ။ခုလိုမိုးကုန်ခန်းနီချိန်ဆိုရင်လူမရှိဘူးပေါ့။ရွာချင်းဆက်လန်းဆိုရင်လူသွားလာလည်းမရှိတလောက်ပဲ။တဲထရောက်တော့မချိုကပြုံးစီစီနဲ့ကြည့်နေတော့ထိုင်ရမလို့ထားရမလို့နဲ့မချိုကလေးပြအဲ့လိုကြီးမစပါနဲ့အမေဖိုးသားရင်မင်းမကဒါမျိုးတွေရိုးနေပါပြီ။ဘာလဲနင်ငါစနေနှခိုင်ကိုစိတ်ကူးရင်ပြီးဒေါသထွက်နေရမဟုတ်လား။အတွေ့အကြုံရှိပြီးတခုလက်တိုင်းရင်သူဆိုတော့စကားကိုတဲတိုးပြောတက်လို့လားမသိမချိုကစသလိုနောက်ကလိုနဲ့ကိုဘေးနားထိုင်ပြောတာဆိုတော့စားရကန်ကြုံတော့မုတ်စိတ်ပြားဆွဲလို့ဖြစ်နေမလားဆိုပြီးကျွန်တော်လည်းတဲ့ပဲပြန်ပြောမိတာပေါ့ဟုတ်တယ်လေမချိုကလည်းမချိုဒီလောက်လာတာကိုဘယ်သူကမဖြစ်ပဲနေမလဲတိသားပဲခေါင်းစုပ်လေးဟိုနေ့ကလည်းအကြာကြီးရဲ့ကြည်နေရမချိုစိတ်တိုးသလိုလိုနဲ့ပြန်ပြောနေတာစကားမဆုံးလိုက်ဘူးအပြင်မှာရွာနေရဲ့မိုးနဲ့အတူလဲဆောင်တယ်လီထဲမှာလည်းအနမ်းမှုတွေရွာချရတာပေါ့ပါတိတ်လုံးကြီးကလားကိုအယူတယောက်လိုဖွင့်ထားပြီးထွက်ပေါ်လာတဲ့အလားပါတွေကိုတီကာဖွင့်မနေတော့ပဲလူရခီးကိုပဲရအောင်တွားလိုက်တော့တယ်ကျွန်တော်ကပဲတမလုံးလို့လားမချိုရခင်းကြီးကပဲအချင်းချာကြီးလူသူမရောက်တာကြားလို့လားမသိပထမဆုံးခီးဟာတိတ်မချောင်လေဘူးပေါ့ဒါပေမဲ့လည်းအချစ်မိုးသေးနေတော့ချဲဆိုအကဲပိုနေတဲ့ရေမြောင်းကြီးကြောင့်ကြကြကြီးခီးမသွားလိုက်နိုင်ဘူးဖို့တာမိုးလဲဆဲပြီးသုံးခါတောင်ဆိုတော့တော်ရောပေါ့အိမ်ပြန်နောက်ကျနေအောင်မယ်အဲ့ဆိုညကြိုင်လာခဲ့မှာနော်ကဲစောက်ပူလိုက်မယ်ဟုတ်ပြီလားခုတော့သွားရအောင်မောင်ရင်အကျွေးလဲတောင်းမရအိမ်ပြန်လဲနောက်ကျလိမ့်မယ်ဖိုးသားတယောက်အချိန်မတော်ရွာတဲ့မိုးကိုကျေးဇူးတင်ရမလို့ပါပဲနေနေညညစိတ်ကူးရင်ခဲ့ရတဲ့အလားပါတွေနဲ့မချိုရံမြတာတရားကိုမတင်မဲ့ပေးရရှိခဲ့တာဆိုတော့ရင်ငတ်သူပင်လယ်ရေကိုတောင်းမိလိုက်သလိုပဲဒါကြောင့်လည်းအကျွေးတောင်းပြီးဟိုဘက်ရွာကပြန်လာတော့လမ်းမှာမချိုကိုကြည့်ကြပြီးဆိုင်ကယ်ပေါ်မြေးတင်ပြီးတပွဲနှင်းလိုက်သေးတယ်အိမ်ပြန်ရောက်တော့တော်တော်လေးတော့မှောင်နေပြီဘာပဲဖြစ်ဖြစ်ထီပေါက်တာထက်တောင်အပျော်လွန်ပြီးဖိုးသားတယောက်ဒီညတော့လက်ဖီးဆိုင်ဘက်ခြေဦးလဲမှဖြစ်တော့မှမဟုတ်လေဟုတ်ကဲ့ပါပရိသတ်ကြီးရင်အစုံဒီအားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်စာအုပ်လေးကိုသဘောကျတဲ့တဲ့ဆိုရင်လည်း like and subscribe လေးလုပ်ပြီးအားပေးသွားကြပါအောင်ရှင်